မေတ္တာဆိုတာဘာလို့ဆိုတော့များသောအားဖြင့်လူတွေကမေတ္တာဆိုတာကိုချစ်ချင်းလို့အကြံဉာဏ်နားလည်ထားကြတကယ်တမ်းကမေတ္တာဆိုတာဘာလို့ဆိုရင်မေတ္တာဆိုတာသူတစ်ပါးရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သိလားငါသည်ဘေးရန်ကင်းခြင်းတယ်အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေဟာလည်းဘေးရန်ကင်းခြင်းကြလိမ့်မယ်လို့ကိုယ်နဲ့နှိုင်းစာပြီးတော့တတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းတဲ့သဘောနော်ငါသည်ကျမ်းမာရေးကောင်းခြင်းတယ်ငါသည်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းတယ်အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေဟာလည်းကျမ်းမာရေးကောင်းခြင်းကြလိမ့်မယ်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းကြလိမ့်မယ်လို့ကိုယ်နဲ့နှိုင်းစာပြီးတော့တခြားသောတတ္တဝါတွေလိုလားတောင်းတကြတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေလို့စိတ်ထဲကညှပ်ပေးတယ်ဆိုရင်အဲ့ဒါဘာခေါ်မလို့မေတ္တာအဲ့တော့ဦးဇင်းတို့အလွယ်ဆုံးနဲ့အရှင်းဆုံးအတူဆုံးပြောရရင်တော့တတ္တဝါတွေရဲ့အပေါ်မှာချမ်းသာစေခြင်းနဲ့စိတ်ဒါမေတ္တာစိတ်လို့နားလည်ရမယ်